ဂျင်ဆော့တာကြာပြီးတော့ body transform မဖြစ်တဲ့လူတွေရှိတာဘာတွေစားရမလဲဘယ်လိုကစားရမလဲဘယ်လိုအနားယူရမလဲဘာ supplement တွေကိုတောက်ရမလဲဆိုတာကိုတိတိကျကျသိကျင်နေတဲ့သူတွေအတွက်ဈေးသက်သက်နဲ့ body transform လုပ်လို့ရမယ်အပြင်မြန်မာလက်ဝဲချန်ပီယံကိုထွန်းထွန်းမင်းရဲ့ weighting weight shot program တွေကိုပါထည့်သွင်းပေးထားတဲ့ 5 for Fit program လေးကို join လို့ရပါတယ်ဒီ program လေးမှာတေချာရှင်းပြထားတဲ့ video ပေါင်း50ကျော်ပါဝင်ပြီးတော့ကိုအားတဲ့အချိန်လေးမှာဂျင်မှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်လေ့ကျင့်လို့ရပါတယ်တကယ်လို့ဒီ program ကိုလေ့ကျင့်နေရင်လည်းအခက်အခဲတစ်စုံတစ်ရာရှိတာဖြစ်ဖြစ်နားမလည်တာများရှိခဲ့တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ team ကို live time အနေနဲ့မေးမြန်းလို့ရပါတယ်ဒီ program လေးမှာကျွန်တော်ရဲ့ trainer 10နှစ်တာကာလအတွင်းမှာလူတွေကို body transform လုပ်ပေးခဲ့တဲ့အတွေ့အကြုံတွေကိုထည့်သွင်းပေးထားတာဖြစ်တဲ့အတွက်တေချာတိတိကျကျလိုက်လုပ်မယ်ဆိုလို့ရှိရင် result ထွက်မယ်ဆိုတာကိုအာမခံပေးနိုင်ပါတယ်တကယ်ကို body transform ဖြစ်ရှင်တဲ့လူတွေနဲ့စိတ်ဝင်စားတဲ့လူတွေဟာကျွန်တော်ရဲ့ chat box ကို5 for Fit ဆိုပြီးတော့ပို့ပေးလို့ရပါတယ်